အမျိုးတို့ရေကျွန်တော်အခုရှမ်းပြည်ကရှမ်းရွာလေးကိုရောက်နေတာပါဗျို့ရွာထဲမှာဘာ organic တွေရှိလဲသိရအောင်ကျွန်တော်နဲ့အတူလိုက်ခဲ့ကြပါအောင်ဗျာရွာထဲတော့ရောက်ပြီဗျာဟာမှုန်းနေတာပဲမျိုးတို့ရေဒါရှမ်းပဲပုံနဲ့လားမသိဘူးတွားကြည့်အောင်ဗျာအနှံလေးမှုန်းလို့ထားလာကြည့်လိုက်တာရှမ်းသမင်းဆိုင်ဖြစ်နေရဲ့ဗျဒါမျိုးတော့ဘယ်ရမလဲဗျာ organic စားပဲကြီးကဒါမျိုး organic တွေမှာကြိုက်တာတီးပြီဗျို့မျိုးတို့ရေကဲအစားတော့ဝပြီဗျို့အညာမှာထမ်းရည်ရှိသလိုရှမ်းပြည်မှာလည်းနာမည်ကြီးတဲ့ခေါင်ရည်ဆိုတာရှိရတယ်ဗျအဲ့ဒါလေးတွားမော့မလို့ဘနားမှာရလဲလိုက်ရှာကြည့်အောင်ခေါင်ရည်ဆိုင်တော့ရောက်ပြီအမျိုးတို့ရေတမျိုးလောက်ချလိုက်အောင်ပဲဗျာတောက်ကြပါအောင်အမျိုးတို့ရေအရင်တိုက်ပါတယ်ဗျာဘဘကြီးဒီမှာ black label နော်ရှယ်အကြီးဒါလေးယူပြီးဒီရွာမှာအလန်းဆုံးရှမ်းမလေးရှိတဲ့ခောက်ဆွဲဆိုင်ကိုလိုက်ပို့ပြီဗျာဘဘကြီးလမ်းညွန်လိုက်လို့ရှမ်းမလေးရဲ့ဆိုင်ကိုတော့ရောက်ပြီဗျာရှမ်းမလေးရှမ်းချက်ကတော့ပြောမနေပါနဲ့ဗျာအဲ့အောင်လို့လှချက်ပြောပါတယ်ဗျာရှင်အကြောင်းကိုကျမကြားရတယ်နော်ရှင်က organic တွေအကုန်စားရတယ်ဆိုအခုဒါစားပြီးရင်ကျမရှင်ကို organic အစ်စ်ကြီးကျွေးစရာရှိတယ်ရှင်ရှမ်းမလေးကတော့ organic အစ်စ်ကြီးစားဖို့သူ့ခန်းထဲလိုက်ခဲ့လို့ခေါ်သွားတယ်ဗျာဘာလဲတော့မသိဘူးကျွန်တော်ထင်တာများဖြစ်နေမလားမသိဘူးအခုတော့လိုက်သွားအောင်မယ်ဗျာငါမှတော့အများကြီးမျှော်လင့်ထားတာလေနင်ကငါ့ကို organic အစ်စ်ကြီးဆိုပြီးဒီတခွားသီးလာကျွေးတယ်ပေါ့နင်တော့ငါလုံရင်တေတော့မယ်နော်နောက်ထပ်လဲ organic အစ်စ်ကြီးတွေစားပြအောင်မှာမလို့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ထားကြပါဗျာဒါလာသွားမယ်တဲလေး